ကဲဒီနေ့ကတော့ဒီကန်လေးရေလဲပေးမှဖြစ်ပါတယ်ခင်ဗျာဒီမှာကန်ဆေးပေးမှဖြစ်ပါတယ်ကန်ထဲမှာငါးများလည်းပြကောင်တစ်ထောင်100ရှိတယ်ရေပြီးလို့စေရေထုံနေတော့နည်းနည်းမိုးချုပ်သွားတယ်ဗျာစောစောဒီမှာကျွန်တော်စိုက်လာတဲ့တပင်လေးကိုပိုးတက်စီဖျန်းနေလို့ကဲဒါပဲတော့ CPU ကန်တိတ်လေးမယ်ကဲခုလို့ဆိုရင်တော့ဒီမှာတကန်လုံးဆေးလို့ပြီးပါပြီခင်ဗျာဒီမှာကြည့်ဆေးပြီးတနင်္ဂနွေရက်ပေးကြမယ်ဒီချိုးထမင်းစားပြီးမှအစာလာကျွေးမယ်ဗျဒီမှာကောင်းတစ်ထောင်ရှိတယ်ဗျဒီကန်အဲ့တော့ဒီနေ့ကဲဒီထက်ပေးကြမယ်ဒီပါချိုးလာမှာဒီမှာအစာလာကျွေးမယ်ဒါပဲနော်ကဲခုဆိုရင်တော့ဒီကန်ပြီးစီးပါပြီခင်ဗျာဒီမှာရေထက်လို့ပြီးကိုလုံးပြီးပါပြီခင်ဗျအစာကျွေးဖို့အချိန်ရောက်ပြီခင်ဗျဒီမှာအစာကျွေးတော့မယ်စာကျွေးမယ်နော်ဒီရေပါလိစေးကန်လေးပါလိစေးရေလေးပါလိလဲပြီးတော့ဒီမှာအစာကျွေးပြီခင်ဗျမပူကောင်းတစ်ထောင်ဒီမှာဒီနော်နလာရှိပြီဒီကောင်ဒီမှာပြီးတယ်10နိုင်ထိုးတော့မယ်ဗျဒီမှာကဲဒါပဲနော်ဒီမှာစာကြည့်လိုက်အောင်မနော်ဒါပဲဒီမှာကြည့်ငါလေးလေးကြည့်ပါဒီမှာကဲဒါပဲ